အခုဆိုရင်တော့2026ခုနှစ်ရဲ့ဩဂုတ်လတွင်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်ပြီးခဲ့တဲ့ဇွန်လတွင်ကထွက်ခဲ့တဲ့ The Legend of Kitchen Soldier ဆိုတဲ့ Korea drama ဇာတ်လမ်းတွေကလက်ရှိချိန်မှာကြည့်သင့်သေးလားဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇွန်လတွင်မှာထွက်ခဲ့တဲ့ The Legend of Kitchen Soldier ဆိုတဲ့ Korea drama ကတောင်ကိုရီးယားနိုင်ငံမှာအပြင်ကမ္ဘာတလွှမ်းနဲ့မြန်မာနိုင်ငံမှာရှိတဲ့ K-drama fan တွေကြားမှာဝက်ဝက်ကွယ်အောင်မြင်မှုတွေရရှိခဲ့တဲ့ series တစ်ခုလည်းဖြစ်ပါတယ်ဒီ series ကဘာကြောင့်အောင်မြင်တာလဲဆိုတော့ကျွန်တော်တို့တွေ့မြင်နေကြကိုရီးယားတာမန်ချစ်ကွဲညဇလန်းတွေကနေခွဲထွက်ပြီးတော့တောင်ကိုရီးယားစစ်တပ်ကိုအခြေခံထားတဲ့ဟာတာ drama ကိုတိတိကျကျလေးပုံဖော်ရိုက်ကူးထားတဲ့ series တစ်ခုဖြစ်တာကြောင့်ခုလိုဝက်ဝက်ကွယ်အောင်မြင်မှုတွေရရှိခဲ့တာဖြစ်ပါတယ်The Legend of Kitchen Soldier series ကို K-drama လောကရဲ့နာမည်ကြီး director တဦးဖြစ်တဲ့ဂျိုနန်ဟွန်ကရိုက်ကူးခဲ့တာဖြစ်ပြီးတော့ပတ်ဂျင်ဟွန်ယွန်းကျောင်းဟိုလီဆောင်ရီတို့ကအဓိကထားပြီးတည်ဆောက်ခဲ့ကြပါတယ်ဒီ series ကမင်းသားပတ်ဂျင်ဟွန်ရဲ့အဓိကဇက်ဖြစ်ပြီးတော့ပတ်ဂျင်ဟွန်အနေနဲ့လည်းဇက်ကောင် character မိအောင်အကောင်းဆုံးတည်ဆောက်ထားခဲ့တဲ့ပြင်ဒီ series နဲ့ပဲအောင်မြင်မှုတွေများစွာရရှိခဲ့တာဖြစ်ပါတယ် The Legend of Kitchen Soldier ဆိုတဲ့ Korea drama ဇာတ်လမ်းကဖခင်ဆုံးရှုံးထားတာမကြသေးတဲ့လူငယ်တယောက်ကစစ်မှုထမ်းဥပဒေကြောင့်တောင်ကိုရီးယားစစ်တပ်ထဲကိုတာဝန်ထမ်းဆောင်ခဲ့ရတာဖြစ်ပြီးစစ်တပ်မှာသူကျွမ်းကျင်တဲ့ဟင်းချက်စွမ်းရည်တွေနဲ့ဘလို့ဖြတ်တန်းလဲဆိုတာကိုပုံဖော်ရိုက်ကူးထားတဲ့ series တစ်ခုဖြစ်ပါတယ်ဒါ့ပြင်တောင်ကိုရီးယားစစ်တပ်တွေမှာဖြစ်ပွားလေရှိတဲ့အဖြစ်အပျက်တွေအာဏာအားပြိုင်မှုတွေနဲ့စစ်ရေးလေ့ကျင့်ခန်းတွေကိုပါအကောင်းဆုံးပုံဖော်ထားတာကြောင့် K-drama fan တွေအနေနဲ့ကြည့်ကိုကြည့်တဲ့ series တစ်ခုလို့ပြောရမှာဖြစ်ပါတယ်ဒါကြောင့် The Legend of Kitchen Soldier ဆိုတဲ့ Korea drama ဇာတ်လမ်းကတာမန်အပြင်းပြေကြီးတဲ့ series တစ်ခုတည်းပို့ပြီးတော့2026ခုနှစ်အတွင်းမှာမဖြစ်မနေကြည့်ရမယ့် series တစ်ခုလို့ပြောလို့ရပါတယ်။ဇွန်လကထွက်ထားတဲ့ series မို့လို့လက်ရှိချိန်မှာကြည့်လို့ရသေးလားဆိုရင်ဒီဇလန်တွေကဘယ်ချိန်ပဲကြည့်ကြည့်မယိုးသွားတဲ့ series တစ်ခုထဲမှာပါပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်နဲ့ပဲနှုတ်ဆက်ချင်ပါတယ်။ကျွန်တော်တို့နောက်နေ့မှာပြန်ပြီးတော့တွေ့ကြရအောင်။